လူကြီးမင်းတို့လှုပ်ဝက်ဆန်းကျတဲ့အရာတွေကိုယုံသလားဒီဆုံးပြီးနောက်မှာနောက်လောကတကယ်ရှိရဆိုတာကိုယုံကြည်မိကြလားတချို့လူတွေမြင်တွေ့နေရတဲ့မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေအကြောင်းပေါ့အခုပြောပြမယ့်ရာလေးကတော့မိသားစုတစ်ခုမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ပါလူတွေရဲ့ရုံမှမှုကြောင့်လှပတဲ့အရာတွေကနေထိတ်လန့်စရာခြောက်ခြားဖွယ်ရာတွေဖြစ်လာခဲ့တာပေါ့ဇလန်းအားလုံးကတော့အဆိုတဲ့လူငယ်လေးရဲ့ငယ်စဉ်ဘဝရွာလေးရနေစတင်ခဲ့တာပါသူကငယ်ကလေးကတငယ်ချင်းတွေနဲ့ပြေးလွှားဆော့ကစားခဲ့တဲ့အချိန်တိုင်းမှာရွာတွေကနှက်စင်ရရှိနေခဲ့တာကြာပါပြီ။နေ့တွေတော့ကြာပြီးနောက်မှာတော့သူကသူ့ရဲ့ဇာတိရွာကိုပြန်လာတဲ့အချိန်မှာတော့ဘာစိတ်ကူပေါက်လဲမသိပေမဲ့နှက်စင်ဘက်ကိုလှည့်ကြည့်မိလိုက်ပါတယ်။နှက်စင်ဘောဆိုင်ပေါ်မှာစုမာလီလို့ရေးထားတာကိုမြင်တော့သူကဇဝေဇဝါဖြစ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီနာမည်ကသူ့တော်ရဲ့နာမည်နဲ့အရန်တူနေလို့ပါ။အဲ့ဒီလိုတွေးမိတာနဲ့အိမ်ကိုအမြန်ပြေးပြန်ခဲ့ပါတယ်။အိမ်ရောက်တော့အတော်ဖြစ်သူအတော်လီရဲ့မှတ်ပုံတင်လေးခဏလောက်ငါပါအောင်လို့ပြောလိုက်ပါတယ်အတော်လီကလည်းနားမနေတဲ့မျက်နှာပေးနဲ့နင်းငါမှတ်ပုံတင်ကိုဘာလို့မလို့လဲအဲ့လိုမေးပေမဲ့လည်းကမ်းပေးလိုက်ပါတယ်အကလည်းဘာမှပြန်မပြောဘဲမှတ်ပုံတင်ကိုယူပြီးနက်စင်စီကိုပဲပြန်ပြေးသွားခဲ့ပါတယ်နက်စင်ဘောနာမည်နဲ့အတော်ရဲ့မှတ်ပုံတင်နဲ့ရနာမည်ဟာဘာလို့ထပ်တူကြနေရလဲအတော်အသက်ရှင်နေတော့မယ်လေသူ့ရဲ့တန်တရားတွေကိုယုံဝယ်ပိုက်ပြီးတော့အဖွားဖြစ်သူစီကိုသွားမေးပါတော့တယ်အဖွားနက်စင်ဘောကနာမည်ဟာဘာလို့အတော်မာလီရဲ့နာမည်နဲ့အတူတူဖြစ်နေရလဲလို့မေးတဲ့အခါအဖွားဘာမှပြန်မပြေပဲမျက်နှာမကောင်းဖြစ်သွားခဲ့ပါတယ်အတရကြေခွဲစရာတွေကိုပြန်တွေးမိနေသလိုပါပဲသူတို့နှစ်ယောက်စလုံးဓာတ်ပုံဟောင်းလေးကိုကြည့်နေကြတော့မှအဖွားကဇလန်းလေးကိုစပြောပါတယ်သူ့ရဲ့အမေနဲ့ညီမလေးပြင်အဖွားမှာအမွှာသမီးလေးနှစ်ယောက်ရှိခဲ့သေးတယ်တဲ့သူတို့ရဲ့နာမည်ကတော့စုမာလီနဲ့စုမာလိုင်ပေါ့ကွယ်လွန်ခဲ့တဲ့နှစ်40တုန်းကဒီညီမလေးပေါ်ဟာရွာမှာအလှဆုံးလို့နာမည်ကြီးခဲ့တာပေါ့ညတညမှာတော့ရွာဦးကျောင်းမှာဖျားပွဲနဲ့ရုပ်ရှင်ပြပွဲရှိနေခဲ့ပါတယ်အမေသမီးတို့ရုပ်ရှင်သွားကြည့်လို့ရမလားရွာမှာဒီလိုမျိုးပွဲကကြုံလုံးကြုံခဲ့လေသမီးတို့ညီမ၄ယောက်လုံးအတူတူသွားကြမှာပါလို့ခွင်တောင်းတဲ့အခါမှာတော့အဖွားက၄ယောက်လုံးအတူတူသွားမှာမို့လို့ခွင့်ပြုလိုက်ပါတယ်လမ်းမှာတော့ရွာကတထေးသားတီးဆိုတဲ့သူကမာလီကိုအမြဲချောင်းကြည့်နေခဲ့တာပါသူကမာလီရဲ့လက်ကိုလာကင်ပြီးမာလီအကိုနဲ့ရုပ်ရှင်သွားကြည့်ရအောင်အတူတူထိုင်ကြည့်မယ်လေလို့ပြောပါတယ်အတော်မာလီကလည်းအယံကိုဒေါသထွက်သွားပြီးတော့လက်ကိုရုံးကန်ဖယ်ရှားလိုက်ပါတယ်ပြီးတော့နင်ကဘာတူမို့လို့ငါ့ကိုဘာလာလောက်တာလဲလို့အော်ပြောပြီးသူ့ညီမ၃ယောက်ကိုခေါ်ကအနားမှာရှိတဲ့လက်ဝဲသမားတငယ်ချင်းတွေစီကိုအမြန်ပြေးသွားလိုက်ပါတယ်တီးကတော့ရွာသားတွေဝိုင်းကြည့်နေကြတာမို့လို့ဘာမှမလုပ်ရဲပဲလှုပ်ပေးလိုက်ရပြီပဲမာလီကိုအညိုတေးထားရှိသွားပြီးတော့အစီအစဉ်ကြီးတစ်ခုကိုကြံစီနေခဲ့ပါတယ်လူတိုင်းရုပ်ရှင်ကြည့်ပြီးရေမောပျော်ရွှင်နေကြတော့မှပဲအတော်မာလီရဲ့ဘိုက်ကနာလာတာကြောင့်သူ့ညီမမာလိုင်ကိုကြည့်နေအောင်တော့အမအိမ်သာခဏသွားလိုက်အောင်မယ်လို့တူတူလေးပြောပြီးထွက်သွားခဲ့ပါတယ်အချိန်တွေတော်ကြာလာတဲ့အထိမာလီကပြန်မလာတော့ပါဘူးမာလိုင်နဲ့ညီမလေးတွေကစိုးရိမ်လာကြပါတယ်ဘာလို့လဲဆိုတော့မာလီကညီမတွေကိုဘယ်တော့မှတယောက်တည်းပြစ်မထားခဲ့ပဲဘယ်တော့ခေါ်သွားတယ်လို့ပါအချိန်တွေကမဟန်တော့တာကြောင့်မာလိုင်ကရုပ်ရှင်ပြတဲ့သူစီသွားပြီးတော့မာလီကိုကြီးညာပြီးဖို့တောင်းဆိုပါတယ်မာလီဘာမှလဲညီမတွေကအိမ်ပြန်တော့မယ်တဲ့ရုပ်ရှင်ပြတဲ့ဆက်နာကိုလာခဲ့ပါတဲ့လူတွေစီကားနေခဲ့တဲ့ဖျားပွဲကနေအခုတော့ညီမ၃ယောက်နဲ့ရုပ်ရှင်ပြတဲ့သူပဲကြံမာတော့တယ်မာလိုင်တို့ညီမတွေနဲ့လက်ဝဲသမားတငယ်ချင်းတွေကလည်းကျောင်းနီးရတော့ထဲမှာဓမီတွေနဲ့ဝိုင်းရှာကြပါတယ်ကျောင်းတော်ဖျားအိမ်သားတွေလိုက်ရှာပြီးမဲ့လဲမာလီရဲ့အရေးရောင်တော့မတွေ့ရပါဘူးမာလိုင်တို့ညီမတွေကရှာရင်းနဲ့ဖုန်းကြီးကျောင်းထဲကိုရောက်သွားပါတော့တယ်ဘာတွေရှာနေကြတာလဲတကောင်မတို့ကျောင်းနိုင်ဖုန်းကြီးကမေးတဲ့အခါမှာတော့မာလီကိုရှာနေတာပါဗျာအိမ်သာသွားမယ်ဆိုပြီးပျောက်သွားတာလဲကြားပါပြီရုပ်ရှင်ပြတဲ့သူကလည်းကြင်ညာခိုင်းပြီးပါပြီအခုထိမတွေ့သေးလို့ပါလို့ဖြေပါတယ်ဖုန်းကြီးကလည်းအေးမိုးချုံနေပြီတကောင်မတို့မင်းတို့အိမ်ကိုဘယ်လိုပြန်ကြမလဲကဲငါပဲမင်းတို့အိမ်ကိုလိုက်ပို့ပေးမယ်တဲ့နောက်တရက်မနေ့မှာတော့ရွာသားတွေအားလုံးကလည်းအိမ်ကနေတောအထိဝိုင်းရှာကြပါတယ်3ရက်4ရက်ကြာတဲ့အထိမာလီကိုရှာလို့မတွေ့ပါဘူးမာလီရဲ့ကိစ္စကလည်းလူပြောက်မှုဖြစ်သတ်မှတ်ခံလိုက်ရပါတယ်ရဲရီယာစုံစမ်းပေမဲ့လည်းတက်တည်မခိုင်လုံတာကြောင့်အမှုကတော့မကင်းပါဘူးမာလီပျောက်ဆုံးသွားတာရက်တော်ကြာပြီမို့လို့အဖွားအိမ်ရှိမှာထိုင်ကိုနေရှာပါတယ်လူတိုင်းကလည်းအဖွားကိုနှစ်သိပ်ပေးပေမဲ့မာလီကိုပြန်တွေ့ခြင်းနဲ့မျှော်လင့်ချက်လေးကတော့ရှိနေတုန်းပါပဲမာလိုင်နဲ့ညီမလေးတွေအဖွားတို့၄ယောက်ဖတ်ငုံနေကြတာပေါ့သူတို့ချစ်တဲ့ညီမလေးသူမဟုတ်သမီးလေးကိုဆုံးရှုံးရမှာကြောက်လို့ပါမာလီပျောက်ဆုံးသွားပြီးရှေ့ရမြောက်နေ့ရဲ့ညလေခေါင်မှာအဖွားအိပ်ပျော်ကနေအချိန်ခွေးဟောင်တန်နေထက်ကြားရပြန်ပါတယ်အမေသမီးတောင်းပန်ပါတယ်
သမီးအမေနဲ့အတူမနေနိုင်တော့ဘူးထင်တယ်တောင်းပန်ပါတယ်အမေတဲ့လေးတန်တဲ့အရာတကူဆွဲလာတဲ့အတန်ရှောနဲ့တူခွေးဟောင်တန်းတွေကညတိုင်းမှာကြားနေရပါတယ်နေဝင်သားတဲ့ရွာသားတွေအားလုံးကလည်းအိမ်ထဲဝင်ပြီးတကားတွေပိတ်ထားကြပါတယ်ဘသူမှအပြင်မထွက်ရဲကြပါဘူးတချို့ကကြောက်လန့်ပြီးရွာနေတော့ပြောင်းရွှေ့သွားကြပါတယ်ရွာလေးက6ကပ်ပြီးလူသူကင်းမဲ့တဲ့ရွာပြက်ကြီးလိုပါဖြစ်လာခဲ့ပါတယ်မှောင်မိုက်နေတဲ့ညရဲ့ညတန်းကောင်မှာလမ်းဘေးမီးတောင်မရှိပါဘူးလာမင်းရဲ့လင်းရောင်မရှိတယ်အဲ့ဒီလင်းရောင်အောက်မှာသပင်ပိုဒီဘတ်တီနဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်ခန္ဓာကိုယ်တစ်ခုလုံးကညစ်ပတ်ပြီးနေပါတယ်ငါ့ကိုဘယ်သူမှမကူညီနိုင်ရင်ငါဘာသာငါပဲကူညီမယ်တဲ့အဲ့ဒီညရဲ့နောက်ပိုင်းမှာတော့လေးလံတဲ့ຢာကိုဆွဲလာတဲ့တန်ကိုဘယ်သူမှမကြားရတော့ပါဘူးနောက်တစ်ရက်မနေ့မှာရွာသားတွေအားလုံးညတိုင်းကြားနေရတဲ့အတန်ကြောင်းကိုပြောနေကြပါတယ်ဒါပေမဲ့မနေ့ညကဘာလို့အတန်မကြားရတော့တာလဲလူတိုင်းအတန်တွေကဝင်နေကြပါတယ်အဲ့ဒီတန်ကဘာလဲအဲ့ဒီမျိုးသမီးရောဘာတူလဲညတိုင်းဘာလာလောက်တာလဲပြီးတော့ဘာလို့ရုတ်တရက်တန်ပျောက်သွားရတာလဲညတညမှာတော့ရန်ကုန်ကနေလာတဲ့ဆွေမျိုးတော်ဆက်သူဦးဖုံးဟာရွာကိုရောက်လာပါတယ်သူကမာလီပျောက်ဆုံးသွားတဲ့အကြောင်းတော့မသိရှာပါဘူးဘာလို့လဲဆိုတော့ငငယ်ကဖုံးနေပါတယ်မရှိသေးလို့ဆက်သွယ်လို့မရလို့ပါဦးဖုံးကလည်းရွာထဲကိုလမ်းလျှောက်ဝင်လာတော့လမ်းမှာအမျိုးသမီးတစ်ယောက်နဲ့တွေ့ပါတယ်သူကလေးလက်နဲ့အိတ်တအိတ်ကိုဆွဲလာတာပေါ့ဟောမာလီနင်ကဘာလို့ဒီချိန်ကြီးလာနေတာလဲအဲ့ကိုရောဘယ်ဆွဲသွားမလို့လဲလို့မေးတဲ့အခါမှာတော့သမီးမေးစီကိုပစ္စည်းသွားပေးမလို့ပါဒါပေမဲ့သမီးကမဆွဲနိုင်တော့လို့တဲ့ဦးဖုံးကလည်းကဲအကိုကူတယ်ပေးမယ်လာသွားရအောင်တဲ့ဦးဖုံးကအိတ်ကိုတဲပေးလိုက်တဲ့အခါဟာဘာလို့ဒီတော့လေးနေရလဲနေအဲ့ဒီမှာဘာတွေထည့်ထားတာလဲလို့မေးပါတယ်မာလီကသမီးမဆွဲနိုင်တော့အမေးစီသွားခြင်းနေတဲ့အေးအကိုလည်းမင်းသွားမှာပဲလေလာအတူသွားရအောင်လို့ပြောပြီးတော့ဦးဖုံးကအိတ်ကိုတဲပြီးလမ်းလျှောက်သွားပါတယ်လမ်းမှာဦးဖုံးကလည်းညှဉ်းညူနေတော့ခွေးကောင်တန်းတွေကဦးဖုံးနောက်ကနေလိုက်လာခဲ့ပါတယ်ဦးဖုံးကလည်းအိတ်ကိုအဖွားအိမ်ရှိမှချလိုက်ပါတယ်ဘသူရှိလဲပြို့ဘသူရှိလဲကလေးတွေကိုပစ္စည်းကူလာတဲ့ပေးဖို့ပြောပါအောင်လို့အော်ပြောလိုက်ပါတယ်အဖွားကလည်းဗဒင်မောက်ကနေကြည့်ပြီးညီမလေးတွေနဲ့တူဆင်းလာခဲ့ပါတယ်ဦးဖုံးမင်းလားဘယ်တော့ရောက်တာလဲအကွယ်လို့မေးလာတဲ့အခါဦးဖုံးကအမေအဲ့ကိုဘယ်ကရလာတာလဲလို့ပြန်မေးပါတယ်ဦးဖုံးကမာလီကအိမ်ကိုကူတယ်ပေးဖို့ပြောလို့တဲလာတာလို့ပြောပြီးနောက်ကိုပြန်လှည့်လိုက်ပြီးမယ်အဲ့ဒီနေရာမှာဘယ်သူမှမရှိတော့ပါဘူးအဖွားကလည်းမာလီဆိုတဲ့နာမည်ကိုကြားလိုက်ရတာနဲ့မူးလဲသွားပါတော့တယ်ရွာသားတွေကလည်းပြေးလာပြီးဦးဖုံးတဲလာတဲ့အိတ်ကိုဖွင့်ကြည့်ကြတယ်အိတ်ကိုဖွင့်လိုက်တဲ့ခဏမှာပဲလူတိုင်းကကြောက်လန့်နေကြတဲ့ထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရပါတယ်အိတ်ထဲမှာလူခန္ဓာကိုအစိတ်အပိုင်းတွေလက်တွေနဲ့ချက်ထောက်တွေအင်္ဂါဆက်တွေကိုတွေ့ရပါတယ်ရွာသားတွေကအစိတ်ပိုင်းတွေကိုပြန်ဆက်ကြည့်တဲ့အခါမှာတော့ဒါပျောက်ဆုံးနေတဲ့မာလီရဲ့ရုပ်လောင်းမှန်းတိလိုက်ရပါတော့တယ်ဒါပေမဲ့ပိုပြီးထူးဆန်းတာကတော့အဲ့ဒီအိတ်ထဲမှာတခြားမျိုးသား3ယောက်ရဲ့ဦးခေါင်းပြက်တွေကိုပါထည့်ထားတာပါပဲနောက်တစ်ရက်မှာတော့ရဲတွေကခေါင်းပြက်3ခုရဲ့ပိုင်ရှင်နေစီလိုက်သွားပြီးမဲ့လဲသူတို့အားလုံးဟာတေဆုံးနေကြပါပြီသူတို့ရဲ့အလောင်းတွေကတော့ခေါင်းမပါပဲကြံနေခဲ့တာပေါ့အဲ့ဒီ3ယောက်တည်းကတယောက်ကတော့တီးပါပဲတီးနဲ့သူ့အပေါင်းပါတွေဖုံးကြီးတွေပါအသက်ခံလိုက်ရတာကိုသိတဲ့အခါရွာသားတွေနဲ့ရဲတွေအားလုံးထိတ်လန့်ကုန်ကြပါတယ်လူတိုင်းအဖြစ်မှန်ကိုစုံစမ်းကြပါတယ်ကိုရင်လေးတစ်ပါးကလည်းအရေးကြီးတဲ့တက်တဲ့အဖြစ်ထွက်ဆိုပါတယ်ဖျားပွဲညမှာတီးနဲ့သူ့တငယ်ချင်းတွေကမာလီကိုအိမ်သာသွားရလမ်းမှာဖမ်းဆီးခေါ်ဆောင်သွားပြီးဖုံးကြီးကျောင်းထဲကတောအုပ်ကြီးတွေမှာမရင်းကျင်ခဲ့ကြတာဖြစ်ပါတယ်နောက်ဆုံးမှာတော့သူတို့ကမာလီကိုတက်ပြီးအလောင်းဖြောက်ဖို့ကြိုးစားခဲ့ကြပါတယ်ကိုရင်လေးကလည်းအားလုံးကိုမြင်တွေ့ခဲ့ရပြီမဲ့ကလေးမို့လို့ဘယ်သူမှမယုံမှကြောက်လို့မပြောရဲခဲ့တာပါကာလကြာမှာကိုရင်လေးကအဖြစ်မှန်ကိုဖွင့်ဟလိုက်ရတာပေါ့ကိုရင်လေးကလည်းမာလီအသက်ခံရတဲ့နေရာတွေကိုပြပါတယ်မာလီရဲ့ဝတ်စားတွေကအဲ့ဒီနေရာမှာရှိနေတော့မှာပဲအဖွားကမာလီရဲ့ဝတ်စားတွေကိုမြင်တွေ့လိုက်ရတာနဲ့ကြေကွဲဝမ်းနေစွာနဲ့ငိုကြွေးပါတော့တယ်ရွာသားတွေအားလုံးကလည်းမာလီအသက်ခံလိုက်ရတဲ့နေရာမှာလက်စင်တကူစောက်လုပ်ပေးခဲ့ပါတယ်ရွာရဲ့ယုံကြည်ချက်အရအမှားဘူးတဲ့ကတယောက်တေဆုံးသွားရင်အသက်ရှင်ကျန်သူရဲ့နာမည်ကိုတေဆုံးသူရဲ့နာမည်နဲ့လဲလှယ်ပြီးခေါ်ဝေါ်ရလေးရှိပါတယ်ဒါကြောင့်နတ်စင်ပေါ်မှာစုမာလီလို့ရေးထားပြီးမဲ့လက်ရှိအသက်ရှင်နေတဲ့အချစ်ရဲ့အတော်ကတော့မာလီလို့ခေါ်နေတာပါ
အုတ်ကူကိုဘာလို့မြင့်မြတ်တီဆောက်ထားလဲဆိုရင်အချစ်အမဲကိုအဖွားဖြစ်သူကအဲ့ဒါမင်းတော်ရဲ့ပြကူပဲလို့အဖွားဖြစ်သူကဖြေကြရင်ဇလန်းလေးလဲဒီမှာပဲပြီးဆုံးသွားပါတယ်ခင်ဗျာဇလန်းတွေဟာလူတွေရဲ့ကာမရာဂစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဆိုးနဲ့ကြေကွဲစရာဂလက်စားချင်မှုကိုပုံဖော်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ